Plastolico Chai အလေတံပြီးကိုလုံးတိပြီးကြပြီလားယင်အလွယ်မှတ်မယ်ဆိုရင်တော့ကောကြောဒေါ်ဒေါ်ဘောဘောအောကြပြလေးနဲ့မှတ်မယ်ဆိုရင်တော့ guy tick tick die ပုံပတ်အောင်လို့မှတ်လို့ရပါတယ်အခုကတော့ကြားနေကြဆိုနေကြပုံစံလေးဆိုပြမယ်နော်ကော guy ကြော်ချမ်းဒေါ်ချရာ top that ဒေါ်တိတ်ဒေါ်တောက်ဘောပိုင်မိုင်းဘောပလာအော်အန်အားလုံးအလဲတန်ပြီးကကိုလုံးရှိပါတယ်ရှင်ဒီအလဲတန်ပြီးကိုလုံးမှာပထမဒေါ်တဲ့ဒေါ်နှလုံးကိုတော့သုံးလေးတိတ်ပြီးမရှိပါဘူးရှင်ဘာဖြစ်လို့အလဲတန်လို့ခေါ်ရတာလဲတရနဲ့တွဲလိုက်တဲ့အခါကျတော့ဥပမာကောကိုင်ကကောကိုအာတရနဲ့တွဲလိုက်တဲ့အခါကျရင်ကောအာကာဆိုတဲ့အတန်ထွက်တယ်။ဘာအတန်သင်္ကေတမှမပါဘူးပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်တော့သူကအတန်အနှိမ့်အမြင့်မရှိတဲ့အလဲတန်မစ်ထုံတိုင်းပဲထွက်လို့ရပါတယ်။ထိုင်းစာမှာအတန်အဆင့်က9ဆင့်ရှိတယ်။ mid tone ရယ် low tone ရယ် falling tone ရယ် high tone နဲ့ rising tone ဆိုပြီးအုပ်စု5စုရှိတာကိုဒီအုပ်စု5စုလုံးအတွက်ကိုဒီအလဲတန်ပြီးတွေကအဲ့ဒီ9တန်လုံးကိုလိုက်ထွက်ပေးနိုင်တဲ့အုပ်စုဖြစ်တယ်။ D1 အနေနဲ့ကောကာရေနီလေးစရအောင်နော်။နမူနာရေးပြထားတယ်။တစ်ဆိုတဲ့နေရာလေးကစပြီးဆွဲမယ်။သူကအောက်ခြေကဆွဲရတယ်။တစ်ကနေနှစ်ကိုသွားမယ်။နှစ်ကိုရောက်တော့ညာဘက်ကိုခြိုက်ဝင်သွားပြီးမှချွန်ချွန်လေးခြိုက်ဝင်မယ်ပြီးရင်ပြန်ချွန်ချွန်လေးပြန်ထွက်မယ်ပေါ့နော်။ပြီးလို့ရှိရင်တစ်ဆက်တည်းဆွဲမယ်။သုံးနေရာကိုရအောင်ခုံလေးဆွဲသွားမယ်ပြီးတော့သုံးကနေလေးကိုရအောင်ဆွဲချလိုက်မယ်တကယ်လို့များပေါ့နော်ဘလာစာအုပ်နဲ့ရေးတယ်မြင်းချောင်းပါတယ်ဆိုရင်မြင်းချောင်းနှစ်ချောင်းရဲ့အလယ်လောက်ထိကိုမှန်းပြီးတော့တက်ပြီးစလုံးလေးကိုရေးပါပေါ့နော်ဘာကြောင့်လဲဆိုတော့တချို့တရတွေကသူ့ထက်နှစ်ဆပေါ့နော်အရက်မြင့်တဲ့တရတွေပါလို့ပါနောက်စောစောလေးကဖတ်ပြထားတဲ့ထဲမှာ popular ဆိုတဲ့ပေါ်ဆိုလို့ရှိရင်လည်းသူကဒီကောကင်တဲ့အရက်ပို့ပြီးမြင့်နေနော်အဲ့ဒါလေးကြောင့်မလို့ဒီကောင်လေးကိုရေးတဲ့အခါမှာတဝက်လောက်မှန်ပြီးရေးပါပေါ့နော်ဒီကောကိုင်ဆိုတဲ့ကိုင်ဆိုတာကကြက်ဖြစ်ပါတယ်ကြက်ကကြက်အကုန်လုံးကိုဆိုတာဖြစ်တယ်ကြက်ဖလဲကြက်အုပ်စုတွေကပဲမလားကြက်မရောကြက်ဖရောကြက်ကလေးရောအကုန်လုံးကိုကိုင်လို့ပြောပါတယ်ပေါ့နော်တကယ်လို့ပေါ့ကြက်ဖဖြစ်ချင်တယ်ဆိုရင်တော့ကိုင်တွားဖူးကျမဆိုလို့ရှိရင်တော့ဂိုက်တွားမရချက်ကလေးဆိုတော့လူဂိုက်ချက်သားဆိုရင်တော့ non ဂိုက်ဆိုပြီးပြောကြပါမယ်အဲ့ဒါတော့အသေးစိတ်ဆက်ပြီးလေ့လာရအောင်နော်လေ့ကျင့်ထားမယ်နော် day 2မှာပြန်ဆောင်ရအောင်ဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်